ခွဲလောက်မင်္ဂလာပါကျွန်တော်ရေတော့ပါဒီနေ့မှာတော့ကျွန်တော်ဒီအတူပြမြရတဲ့မှာကျွန်တော်ဒီဗုဒ္ဓဖျားပုံလေးတွေကိုကျွန်တော် animation ပြုလုပ်နေပြီပေါ့နော်ကျွန်တော် animation ဆိုတာကျွန်တော်ဒီဖျားပုံတော်လေးကိုကျွန်တော်ဒီရိုက်ကူးရေးတွေဘာတွေမှာကျွန်တော်ထွက်လာတဲ့ပုံစံလေးလောက်ပဲပေါ့နော်ဆိုတော့ကျွန်တော်တို့ပြမြရလေးကိုဖွင့်မယ်ကျွန်တော်ဒီ video ဒီ Premiere ကကျွန်တော် CC မှမဟုတ်ပဲကျွန်တော်ဒီ CC++ ဖိုင်တွေနဲ့ကျွန်တော်လုပ်ရပါတယ်ကျွန်တော်ဝင်တဲ့ပုံစံလေးတာကွဲခြားသွားမယ်ဒါပေမဲ့လောက်တာချင်းတူပါပဲပေါ့နော်ဆိုတော့ဒီမှာကကျွန်တော်တို့ဒီမှာ new project နဲ့ကျွန်တော်တို့မှာ open project ဆိုပြီးတူအရှိတယ်ပေါ့နော်ဆိုတော့ကျွန်တော် new project ဆိုရင် project တည်ဆောက်မှာကျွန်တော် open project ဆိုရင်အခုကျွန်တော်မှာရှိနေတဲ့ ဗုဒ္ဓဆိုကျွန်တော် project လေးကိုကျွန်တော်ဖွင့်တယ်ပေါ့ဒါကျွန်တော်တည်ဆောက်ထားတဲ့ project လေးပေါ့နော်ဆိုတော့တကယ်တော့ projectတည်ဆောက်တာကိုမသိသေးဘူးဆိုလို့ရှိရင်ကျွန်တော်မှန်းခဲ့ပေးပါဦးเนาะကျွန်တော်ဒါလေး video လေးတစ်ခုလုပ်ပေးပါမယ်ဆိုတော့ဒီနေရာမှာကျွန်တော်ရဲ့ project လေးရှိတယ်ပေါ့နော် project ဗုဒ္ဓဆိုနေရာလေးကျွန်တော်ဒီမှာ import တဲ့နေရာလေးရှိတယ်ကျွန်တော်တို့အဲ့ဒါလေးကတော့ဟောလောက်ရမှာပေါ့နော်ဆိုတော့ကျွန်တော်ဒီနေရာမှာ video လေးတစ်ခုလုပ်ထားပါတယ်ကျွန်တော် screenshot နဲ့ဖမ်းထားတယ်ပေါ့နော်ဆိုတော့အဲ့ဒီမှာကျွန်တော်ဒီ video လေးကိုတောင်းမယ်ဆိုတော့ဒီ video လေးကျွန်တော် timeline နဲ့ဆွဲထည့်လိုက်ပြီပေါ့နော်ဆိုတော့ဒါဆိုလို့ရှိရင်ကျွန်တော်ရဲ့ video မှာအတန်ပါမှာတော့ကျွန်တော်အတန်ကို click လုပ်လိုက်တယ်ကျွန်တော်ဖြတ်လိုက်တယ်delete နဲ့ဟုတ်ပြီနောက်ပြီးကျွန်တော် control panel ထဲကိုသွားမယ်ပေါ့နော်ကျွန်တော်တို့မှာ effect control ထဲကိုသွားတယ် video select မှတ်ပြီးတော့ကျွန်တော်ရဲ့ video ရဲ့အရွယ်အစားကိုကျွန်တော်တို့မှာကြည့်လိုက်ပေါ့နော် okay တကယ်တော့ကိုက cloud 2လို့ချင်တယ်ဆိုလို့ရှိရင်ကျွန်တော် cloud 2တောင်းလို့ရတယ်ပေါ့နော်ကျွန်တော်တို့မှာဒါ cloud 2ဖြစ်တယ်ပေါ့ဆိုတော့ under ခေါက်လိုက်လို့ရှိရင်ဒါကျွန်တော် cloud 2ဖြစ်သွားပြီနော်ဟုတ်ပြီဆိုတော့ကျွန်တော်သူ့ကို content လေးပြန်ပေးလိုက်မယ် okay ဆိုတော့ဒီမှာ cloud 2လေးနဲ့ကျွန်တော်ဖြတ်ထားပြီးဆိုလို့ရှိရင်ကျွန်တော်ရဲ့ပုံစံလေးထည့်ရမှာမဟုတ်ဘူးကျွန်တော်ဖျားပုံတော်လေးဒါလေးညာလေးကျွန်တော်ထည့်ရတယ်เนาะဆိုတော့အဲ့ဒီစာဆိုလို့ရှိရင်ကျွန်တော်တို့မှာကျွန်တော်ခက်တိဆောက်ခဲ့တဲ့ group 1ကိုပြန်သွားရမှာပေါ့နော်အဲ့ဒါကဒီမှာပေါ့ကျွန်တော်ရဲ့ဒီ project ထဲပြန်သွားရမှာပေါ့နော်ဆိုတော့ကျွန်တော် project ကပုံမှန်လဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ keyboard ကလေးပြီးကျွန်တော်လှည့်ပါလို့ရရမှာเนาะokay ဆိုတော့ကကျွန်တော်ရဲ့ project ကဒီမှာပေါ့နော်ကျွန်တော်တို့ ဗုဒ္ဓ project ဆိုတာလေးရှိတယ်ပေါ့နော်ဒီမှာအဲ့ဒါလေးကျွန်တော်ဝင်လိုက်တယ်နောက်ထပ် click တစ်ခုနှိပ်လိုက်တယ်ပြီးတဲ့ခါကျလို့ရှိရင်ကျွန်တော်ပို့ရှော့နဲ့ကျွန်တော်လောက်ထားတဲ့ဒီပေါ့နော်ဒီ PST ဖိုင်လေးတွေရှိရပေါ့နော် sorry PNG ဖိုင်လေးတွေရှိတယ်အဲ့ဒီ PNG ဖိုင်လေးတွေကိုကျွန်တော်ဖွင့်လိုက်တယ်ပေါ့နော်ဆိုတော့ခုလိုမျိုးလေးပေါ့နော်ဒီနေရာမှာကျွန်တော် okay ဆိုတော့ okay ကျွန်တော် PNG ဖိုင်လေးနဲ့ဖွင့်လိုက်တယ်ဒါဆိုလို့ရှိရင်တို့ကဒီမှာပေါ့အောက်မှာချတယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီမှာ video file လေးရှိလိုက်မယ်ဒီဟာက तू က PNG file နဲ့ဖောက်တဲ့အတွက်ကြောင့်မလို့ပေါ့နော်ဆိုဒီမျိုးလေးပြတယ်ဆိုတော့ဒါလေးကိုကျွန်တော် PNG file နဲ့ပြန်စစ်မယ်okay ဆိုတော့ပို့ short တဲ့ဝင်လိုက်မယ် okay ဒီမှာပြပုံတော့ဟုတ်ပြီကျွန်တော်နောက်ထပ်ဒီနှစ်ခုပေါ့နော်ကျွန်တော်ပို့အဓိကကျွန်တော်ပြန်စစ်ရမှာပဲနော်ဘာမှတော့မဟုတ်ပါဘူးပြန်စစ်မယ်ဆိုတော့စစ်တဲ့နေရာမှာကျွန်တော်တို့ကဒီမှာCS လုပ်ပြီးဆိုတော့ကျွန်တော်တို့ဒီမှာ PST လာပြန်ကြည့်သွားမိပေါ့နော် okay ဆိုတော့ကျွန်တော်တို့ဒီမှာ PST နဲ့စစ်မှာဖြစ်တဲ့တခြားမလို့ okay တို့ကျွန်တော်ကဆက်ဒီမှာ CS တရားလေးနဲ့တက်ပြီးတော့မနိုင်နေပြီးမယ်ပေါ့နော်ဆိုတော့ဒီမှာက set copy ပေါ့နော် okay ဆိုတော့ဒီမှာကျွန်တော်တို့က PNG file လေးပြောင်းလိုက်မယ်ပေါ့နော်ဆိုတော့ဒီမှာ PNG file လေးကဒီမှာရှိတယ်ပေါ့နော်အဲ့ဒါကျွန်တော်ပြောင်းလိုက်တယ် name copy 3ပေါ့နော်ဒါကျွန်တော် copy 3ဆက်ပြလိုက်တယ် okay နောက်တစ်ခုလည်းဒီတိုင်းပဲပေါ့နော်ကျွန်တော်ကထပ်ပြီးတော့ဆေးလိုက်မယ်ဒီမှာဒီလိုမျိုးပြောင်းမရဘူးဆိုခဏဒီမျိုးဒီမှာပေါ့နော် copy ပေါ့နော် save copy ဆိုနေရတယ်ကျွန်တော်နှိပ်လိုက်လို့ရတယ်နော်ပြီးရင်ကျွန်တော်တို့ဒီမှာPNG file အောင်ပဲကျွန်တော်ရွေးချယ်လိုက်တယ် okay save လုပ်လိုက်တယ်ပြီးပြမြရတော့ကျွန်တော်ပြန်သွားမယ်ခဏတော့ဟာလေးကျွန်တော်ပြန်ခေါ်မယ်ပေါ့နော်ဆိုတော့ဒါဆိုရင်ဒီပုံစံလေးပေါ်လာတယ်ဒီတစ်ခုမှာပေါ့နော်တစ်ခုနှစ်ခုပေါ့နော်သူ့ဖွင့်လိုက်မယ် okay ဆိုတော့ဖွင့်လိုက်ပြီဆိုလို့ရှိရင်ဒီမှာကအခုလိုမျိုးလေးပဲပေါ်နေသေးရဆိုလို့ရှိရင်ကျွန်တော်တို့ကသူ့ကိုdelete နဲ့ပြန်ထည့်လိုက်မယ် PST ကျတော့ကျွန်တော်တို့ကဒီမှာပေါ့နော် background ထည့်ရမှာပေါ့ဆိုတော့ background မျက်နှာမိတ်ထားရမယ်အဲ့ဒါမှပဲရမှာပေါ့နော်ဆိုတော့သူ့ကျွန်တော်ဆေးလိုက်မယ်ပြန်ပြီးတော့ okay ဆိုတော့တခြားနိုင်နေပြီးမယ် set copy ကျွန်တော်ပြီးရင်ကျွန်တော်တို့မှာPNG ပဲကျွန်တော်ပြန်ပေးလိုက်တယ်ပေါ့နော် PNG ပဲပြန်ပေးတယ် okay ပြီး save လုပ်လိုက်တယ် save လုပ်တယ်နောက်ထပ်ဒုတိယတစ်ခုနဲ့ထပ်ပြီးယူမယ်ကျွန်တော်တို့အဲ့မှာ
ဆိုတော့ကဒီဟာလေးကျွန်တော်တင်ယူမယ်ပေါ့နော်ဒီမှာကျွန်တော်က background မှာမျက်နှာလေးမှိတ်လိုက်โอเคဒီပုံစံလေးပေါ့နော်ပြီးရင်ကျွန်တော်မှာ sys လောက်လိုက်မှထပ်ပြီးရောဒီမှာလည်းကျွန်တော် PNG ဖြစ်နေတယ် PNG ပဲကျွန်တော်လောက်ပါဆိုတော့ကျွန်တော်တခြားနေနေပြလိုက်တယ် sys လောက်လိုက်တယ်โอเคပြီးမြရတော့ကျွန်တော်ပြန်သွားလိုက်မယ်နော်သူတို့နှစ်ဦးကိုကျွန်တော်ကဖြတ်လိုက်မယ် delete ပေါ့ပြီးနောက်ထပ်ခေါ်လိုက်မယ်ခါတော့ချိန်ခဲ့တဲ့နေရာနှစ်ခုကျွန်တော်ယူလိုက်ပြီဒီပေါ့နော်ဒါကျွန်တော်အစဆုံးပြပြီပေါ့နော်ဆိုတော့အဲ့ဒါတခုကျွန်တော်ကအဲ့ဒါဆိုရင်ကျွန်တော်ကဒီမှာဒီရင်ဦးတော့ကျွန်တော်ကဖျားပုံလေးရင်ထည့်မယ်ဒီမှာပေါ့နော်ဖျားပုံလေးရင်ထည့်မယ်ဖျားပုံလေးကိုကျွန်တော်ကဒီနားလောက်ကလေးကိုစထည့်မှာပေါ့နော်ကျွန်တော်ဒီနားလောက်ကဝင်မှာပေါ့နော်ပြီးကျွန်တော်ဒီဘက်ကိုလည်းဒီလောက်ဆွဲလိုက်မယ်โอเคဆိုတော့โอเคကျွန်တော်ကအစလေးဆုံးထိပေါ့နော်โอเคဖျားပုံလေးနည်းနည်းလေးโอเคဒီလောက်ဆိုရပြီပေါ့နော်ကျွန်တော်ဟုတ်ပြီကျွန်တော်ဒီလောက်ဆိုရပြီโอเคဆိုတော့က control panel တဲ့ကျွန်တော်ချက်သွားလိုက်မှာပေါ့နော်ဆိုတော့သူ့ဒီမှာcontrol panel ပေါ့ဒီမှာပေါ့โอเคဆိုတော့သူ့ကိုတစ်ချက် click လိုက်မယ်โอเคဆက်လောက်ရွှေ့လိုက်မယ်โอเคဒါလောက်လေးပေါ့နော်ကျွန်တော်ဒါလောက်လေးရွှေ့လိုက်မယ်ပြီးတဲ့ခါကျကျွန်တော်တို့အခုလိုချင်တာကဒီဘီရနေပြီးတော့ဒီလိုမျိုးလေးဆင်းလာချင်တာမြင်တဲ့အတွက်ကြောင့်မို့ကျွန်တော်ကအဲ့တော့ control panel ထဲကကျွန်တော်အခုမြင်နေရတဲ့ဒီမှာ position key ဆိုတာလေးရှိရပါတော့ဒီ key လေးတွေကျွန်တော်တောင်းရမယ်အဲ့တော့ကျွန်တော်တို့အရင်ဆုံးကျွန်တော်ဒီ position ဆိုနေရာလေးကိုတစ်ချက် click မယ်ဒီဘက်မှာအခုမြင်နေရတာဒါ key လေးသတ်မှတ်သွားပြီ key frame လေးသတ်မှတ်သွားပြီပေါ့နော်ဆိုတော့အခုဒါလေးကိုကျွန်တော်တို့ကဒီပုံစံလေးဆွဲတင်လိုက်တယ်ဟုတ်ပြီဒါလောက်လေးပေါ့နော်ပြီးတဲ့ခါဆိုလို့ရှိရင်ကျွန်တော်တို့ကဗီဒီယိုလေးကိုတစ်ချက်လောက်ကို click လိုက်မယ်ဥပမာကိုကြားမဲ့နေရာလောက်ထိပေါ့နော်ကျွန်တော်ကဒီလောက်မှာပြကြဒါလောက်ထိကြမယ်ပေါ့နော်ဆိုကြပါတော့တိုင်းတိုင်းတစ်ဝက်ပေါ့နော်ဒါလောက်ကြမယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဒီခါတော့ကြလာမယ်ဒီ key လေးကိုပဲကျွန်တော်တို့ဒီနေရာလေးကိုပဲကျွန်တော် key frame လေးပြန်ပြီးတော့ရွှေ့ဆင်းလာမှာဒီမျိုးလေး okay ကိုကြလောက်ကိုလိုချင်တဲ့လောက်နေရာရောက်ပြီဆိုရင်ကျွန်တော်ရက်လိုက်မယ်ဟုတ်ပြီဒါဆိုကျွန်တော်ထပ်ပြီးတင်နိုင်မယ်โอเคဒါဆိုလို့ရှိရင်ကျွန်တော်တို့မှာ key frame လေးတစ်ခုနဲ့ရလိုက်ပေါ့နော်โอเคဒီအနည်းအမြန်ဆိုတာကျွန်တော်တို့မှာ key frame လေးသတ်မှတ်ရမှာပေါ့နော်ဒီ key frame လေးသတ်မှတ်ပြီးကျွန်တော်တို့ရွှေ့မယ်ဟုတ်ပြီဒါဆိုလို့ရှိရင်ကျွန်တော်နောက်ထပ်နောက်ရုပ်လေးတစ်ခုထပ်ပြီးတိဆောက်မယ်ကျွန်တော်တို့နောက်ထပ်တိဆောက်မှုအတွက်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ဒါ project ထဲကိုထပ်သွားမယ်နောက်ရုပ်ကိုကျွန်တော်ဘယ်ညာထားမှာဆိုတော့ဒီမှာနောက်ရုပ်ကိုဒါထားတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ကသူ့ကိုလည်းထပ်ပြီးတော့ဒီဖျားပုံတော်နဲ့အညီထားမယ်ထားပြီးတဲ့ခါကျလို့ရှိရင်ကျွန်တော်ကသူ့ကိုကြတော့ကျွန်တော်ဘာလို့လုပ်မလဲဆိုလို့ရှိရင်ဒီမှာပေါ့နော်သူ့ကိုဒီလောက်မှရွှေ့တယ်လောက်မှထားမယ်နည်းနည်းလေးတီးလိုက်မယ်ပေါ့နော်ကျွန်တော်တို့လောက်လေး okay တအားကြီးလဲဟိုဖြစ်ရှင်ပေါ့နော် okay တစ်ချက်လောက်ကျွန်တော်ဖွင့်ကြည့်မယ်ဖျားပုံတော်နဲ့သူကဘယ်လောက်ကြီးလဲ okay သူ့ကျွန်တော်ကတ်ရှင်တယ်ပေါ့ဒါလောက်ကတ်ရှင်တယ် okay ဒါလောက်လေးကတ်ရှင်တယ်ဒါဆိုလို့ရှိရင်သူ့ကိုလည်းကျွန်တော်တို့ကဟိုထွက်ပေါ့နော်ကျွန်တော်အထွက်လေးပြချင်တယ်ပေါ့ဒီလိုလေးအဝင်ထွက်လေးပေါ့ဆိုတော့ okay သူ့ကိုကျွန်တော်တို့တစ်ချက်လောက် key frame သတ်မှတ်မယ်ဒီနေရာလေးပေါ့နော် selection မှတ်မယ်ဒီတိုင်းတိုင်းလေး selection မှတ်တယ်ပြီးရင်ဒီမှာထပ်ပြီးခဏလိုပဲ key frame လေးသတ်မှတ်တယ်အဲ့တော့ကျွန်တော်တို့ကသူ့ကိုကျွန်တော်ဒီမှာဝင်ဒီလိုမျိုးလေးထွက်ချင်တာပေါ့နော်ဒီလိုလေးထွက်ချင်တယ်ပြီးလို့ရှိရင်ကျွန်တော်တို့ကသူ့ရွှေ့လာမယ်ခဏတော့နေရာလိုပဲ key frame လေးသတ်မှတ်ထားတယ်ပေါ့အဲ့ညလေးလာမယ်ပြီးရင်ကျွန်တော်တို့ထပ်ပြီးထွက်လာမယ် okay ကျွန်တော်တို့ဒီလောက်လေးပေါ့နော်ဟုတ်ပြီဒီလောက်လေးဒါဆိုလို့ကျွန်တော်ဆက်ဖွင့်ကြည့်မယ်ဒီမှာပေါ့နော်ဒီမျိုးလေးထွက်လာတယ်ပေါ့နော်ဟုတ်ပြီကျွန်တော်ဒီမျိုးလေးကြာထွက်လာခဲ့ပြီပေါ့နော် okay ဆိုတော့ဒီမှာရပ်သွားပြီနောက်ထပ်နောက်ရုပ်တစ်ခုကိုလည်းအဲ့တိုင်းပဲကျွန်တော်ထပ်သွားမယ်ပေါ့နော်ဆိုတော့ဗုဒ္ဓထဲဝင်တယ်နောက်ထပ်နောက်ရုပ်တစ်ခုကိုလည်းထိတ်ဆွဲထည့်တယ်ပြီးလို့ရှိရင်အပေါ်မှာ project တစ်ခုထပ်တည်ဆောက်မယ်နောက်ပြီးလို့ရှိရင်ကျွန်တော်တို့မှာကျွန်တော်တို့တိထားရမှာကကျွန်တော်တို့သတ်မှတ်ထားမှာဒီမှာပေါ့နော်ဒီ key line လေးတွေသတ်မှတ်ထားမှာကျွန်တော်ဒီနားမှာရထားဆိုရင်ဒီလောက်မှာပဲကျွန်တော်သတ်မှတ်ရမှာပေါ့နော်ဟုတ်ပြီအဲ့တော့ကျွန်တော်နောက်ထပ်နောက်ရုပ်တစ်ခုလည်းကျွန်တော်တို့ကထပ်ဝင်မယ်ပြီးရင်ကျွန်တော်တို့က control panel ထဲကိုထပ်သွားမယ်ပြီးရင်ကျွန်တော်ထပ်ပြီးထားမှာပေါ့နော် okay ဆိုတော့ကျွန်တော်တို့သူတို့နဲ့ဟိုတေးလေးဖြစ်အောင်ပုံမှန်လေးပဲကျွန်တော်ထားမယ်နည်းနည်းကြည့်လိုက်မယ် okay ဒီလောက်လေးပေါ့နော်ကျွန်တော်တို့ကိုယ့်ကိုကြည့်ပြီးရတယ်ပေါ့နော် okay ဒီလောက်လေးပေါ့ဟုတ်ပြီဒါလောက်မှထားပြီးပြီလားဆိုလို့ရှိရင်နည်းနည်းလေးကြည့်လိုက်မယ်ဟိုဘက်ကလည်းကြည့်နေဆိုလို့ရှိရင် okay ရတယ်ပေါ့နော်ဟုတ်ပြီဒီနောက်ရုပ်လေးကိုကျတော့ကျွန်တော်တို့ကဟိုဘက်ကလေးပြီးထွက်လာရှင်တာပေါ့နော်ဆိုတော့ခဏအတိုင်းလို့ပဲကျွန်တော်တို့က position ကို key ကိုဝင်တယ်
selection မှတ်တယ်အဲ့တော့ကျွန်တော်တို့ကဒီလိုမျိုးလေးတွားလိုက်တယ်ပေါ့နော်ဟုတ်ပြီဒီလိုမျိုးလေးပြီးရင်ထပ်လာတယ်ပြီးရင်ဒီမှာပေါ့နော် okay ဆိုတော့ဒီမှာပြီးရင်ကျွန်တော်တို့ကထပ်ပြီးတော့သူ့ကိုနောက်ရုပ်လေးကိုဒီမျိုးလေးရွှေ့လာခဲ့တယ်ဟုတ်ပြီရွှေ့လာတယ် okay ဆိုတော့ဒီလောက်မှရပြီလားဆိုလို့ရှိရင်ကျွန်တော်ထပ်ပြီးတော့ဖွင့်ကြည့်မယ် okay ကျွန်တော်တို့ဒီမှာရောက်လာခဲ့ပြီပေါ့နော်ဆိုတော့ဒါဆိုလို့ရှိရင်ကျွန်တော်ကစာတန်းထိုးတာလည်းအဆင်ပြေပြီပေါ့နော်ဆိုတော့ဒါတော့ကိုကစာတန်းထိုးပါညာလေးရတဲ့ခြံတင်တယ်ဆိုလို့ရှိရင်လည်းကျွန်တော်ကမှခြံလို့ရတယ်ပေါ့နော်ဒီဆိုတော့ဒီလောက်ဆိုလို့ရှိရင်ဒီပုံစံလေးတွေလောက်တက်ပြီလို့ထင်တယ်ပေါ့နော်ဒါကတော့ animation လောက်တက်ပုံစံလေးတွေပေါ့နော်ဆိုတော့နောက်ထပ်သိချင်တာလေးတွေရှိရင်လည်းကျွန်တော်တို့ comment မှာ man ခဲ့ပါကျွန်တော်ထပ်ပြီးဗီဒီယိုလေးတင်ပါမယ်ဆိုတော့အခုဒီခါကျွန်တော်တို့နောက်ထပ် export ပေါ့နော် export သွားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ export လုပ်မယ်ဆိုရင်တို့အားလုံး selection မှတ်တယ် control A နဲ့လည်းမှတ်လို့ရတယ်ပြီးရင်ကျွန်တော်ဒီဘက်မှာလည်းကျွန်တော်တို့ဒီမှာ export လုပ်လို့ရတယ်လို့ဒီညမှာလည်းကျွန်တော်လာပြီးတော့လုပ်လို့ရတာပေါ့နော်ဒီမှာလည်းကျွန်တော်လာလို့ရတယ် okay ဆိုတော့ဒါလည်း export အဲ့တော့ကျွန်တော်ဒါလေးတစ်ချက်လုပ်ပြမယ်သူ့ကိုနှစ်ချက် click လိုက်တယ်ဒီနေရာမှာတော့ကိုဗီဒီယိုဆိုတော့ရွေးချယ်ရမှာဒီမှာတော့ကျွန်တော် file နဲ့ screen record လုပ်ထားတဲ့ဟာဆိုတော့ကျွန်တော် screen record ပါလုပ်လိုက်တယ်ပြီးရင်ကျွန်တော်ဒီမှာ export ထုတ်လိုက်တယ်လွယ်ပါပဲ okay ဆိုတော့ခဏလေးစောင့်ရမှာပေါ့နော်ဒီနေရာမှာဗီဒီယိုလေးဖြတ်ဖို့မိသွားတာပေါ့နော်ကျွန်တော်မဖြတ်တော့ပါဘူးဆိုတော့ okay ဆိုတော့ခဏလေးစောင့်ရမယ် okay ဆိုတော့ပြည့်သွားပြီပေါ့နော်ပြည့်သွားကျွန်တော်တို့ကြည့်လိုက်မယ် okay ကျွန်တော်ဒီမှာပေါ့နော်Adobe ထဲမှာရှိတဲ့ Adobe ထဲမှာပေါ့ဒီမှာပေါ့နော်ကျွန်တော်ရဲ့ video file ကဟိုမှာရှိတယ်ပေါ့နော်ဒီမှာ okay ဆိုတော့ကျွန်တော် play ကြည့်လိုက်မယ်သူကဒီလိုမျိုးလာမယ်ပေါ့နော်ကျွန်တော်လိုချင်တာကလည်းဒီလိုမျိုးတစ်ခုကိုသူကလာမှုတက်ပါမယ်နော်ကျွန်တော်တခြားမဟုတ်ပါဘူး okay ဆိုတော့ခါကြတော့ဒါရပြီဒီပုံစံလေးပေါ့နော် okay အားလုံးစမြင်ကြပါစေနောက်ထပ်ဗီဒီယိုလေးမှာကျွန်တော်ပြန်ဆောင်ပြကြမယ် okay